ကြောက်ပွက်လက်ထပ်လိုက်စားလို့ရတယ်။အိုးရေးဆန်တော့တယ်ဆိုရေးဆန်ကတော့ထုတ်ပါလေ။အဲ့အပစ္စည်းပို့ရမနိုင်ခင်မှာကျွန်တော်အပြင်ကိုရောက်နေပါဗျာ။ပြင်ကိုလည်းရှောက်ရောက်နေတာ။လမ်းရှောက်ရင်လည်းဂျပန်ရဲ့ site ကိုတွေ့တယ်ပေါ့ဗျာ။ဂျပန်ဒီဘာ site မလဲဆိုတော့ဆက်စုကြည့်လိုက်တဲ့အချိန်မှာတော့သူတို့ site ထားတာကဘာလဲဆိုတော့ချက်တော်နေဗျာ။ချက်တော်နေသူတို့ကမိုးလေးနဲ့အုပ်ထားအဲ့ကျွန်တော်ဟိုဘက်ကိုဆက်ရှောက်လိုက်တဲ့အချိန်မှာတော့ဦးမဲတွေအများကြီးပဲဗျာအောက်မှာကျွေးကြနေတာဗျာဦးမဲကဘယ်လိုလဲဆိုတော့ကျွန်တော်တို့မြန်မာလို့ဆိုမြန်သီးနဲ့တူတယ်ဗျာပင်ပေါ်မှာလဲဒီဒီမှာပြုတ်ခဲနေတာဗျာအဲ့ဒါကျွန်တော်ဆက်ပြီးတော့လမ်းလျှောက်ပါတယ်အဲ့မှာအိမ်ကိုပြန်ရောက်တဲ့အချိန်မှာပဲအမေဇုံကနေမှာထားတဲ့မိုက်ပွန်းရောက်ရှိနေပါအဲ့ကျွန်တော်တကားပေါက်ဖွင့်ကြည့်လိုက်ပါဖွင့်ကြည့်ပါကျွန်တော်ဒီနေ့ပစ္စည်းရောက်မှာပဲဆိုပြီးတော့မိဘကိုကြည့်လိုက်တဲ့အချိန်မှာတော့မိဘထဲမှာစာရောက်နေပါဗျ။အဲ့ဒါနဲ့ကျွန်တော်လည်းမိဘကနေပြန်ပြီးတော့အချိန်ကိုရောအခုပြန်ချိန်ပြီးမှာလိုက်တဲ့အချိန်မှာထုတ်ရောက်ရှိလာပါပြီ။ထုတ်ထဲမှာဘာတွေပါမလဲဆိုတော့ကျွန်တော်ပြင်ကုန်နေပါပြီ။အဲ့တော့ကျွန်တော်ထုတ်ဖို့ဓာတ်နဲ့အားရပါရဖြဲပါတယ်ခင်ဗျာ။ထုတ်ဖို့အားရပါရဖြဲလိုက်တဲ့အချိန်မှာပဲထုတ်ကပွင့်သွား။ပွင့်တဲ့အချိန်မှာဘာတွေ့လဲဆိုတော့ကျွန်တော်စတွေ့တာတော့အဲ့မှာပစ္စည်းတွေအများကြီးပဲဗျဒါကတော့ရွှေတီရောဗျကျွန်တော်စပင်းကြီးရမ်းကျွတ်လို့ခေါင်းလျှော်ရီလို့အိမ်ကမာလိုက်တာပါဖြူလို့ထဲမှာဘာပါမလဲအိုးကျွန်တော်ရမ်းကြိုက်တဲ့မီးဆန်ဆိုတော့အိုးတင်ရဒီရဆိုလုံးပြန်နေဒီခေါက်ကတမတ်ကူတော့နံပါတ်လောက်နေတယ်ကိုယ်ကဘယ်လောက်တော့လာပြီးတော့ချာတော့ဆိုဒါတော့ဒီချင်းအားဝင်တယ်အားဝင်တယ်အဲ့ဒါဒီမှာအင်းမြစ်ချေဟေးဘယ်လိုလဲလောင်းဆိုင်မှာအကုန်အောင်ရတယ်ဘယ်လိုလဲ Oh my god wow တမဝင်ကရေးစံပြတော့ကြီးမိလေးဆန်တော့ကြီးရကောင်းမဆန်းအော်အားလေးတော့ငါပြီရတော့ဟေးမုန်းကျဘုံတော့ဟာလေးဒီခောက်ပို့တာတော့ဒီမှာခောက်ပို့တာမှာဒီမှာခောက်ကမှလည်းနည်းနည်းဆိုပြီးခေါ်တာ6တော့ထောက်နေတာနော်ကဲဒါတွေပါပဲညာဟုတ်ချစ်တယ်မှာ